တို့သည်ကတံပြုအပ်သောအပရာဒံအပြစ်ကိုအဂနိတဝမယေတွက်ကုန်မူ၍ဒေသံထိုလူမိုက်တို့၏အနတ္တဟာနိစ္စအကျိုးစီးပွားမဲ့မဖြစ်ခြင်းကို၎င်းအတ္တဥပ္ပါဒိဉ္စအကျိုးစီးပွားဖြစ်ခြင်းကို၎င်းအာဂင်ခန္ဓာမျောလင်းတောင်းတကုန်သည်ဖြစ်၍ပฏิပိစ္ဆန္တိကျင့်ကြံနေထိုင်ကြကုန်၏ဧဝံတထာထိုအတုမာတာပိတုနံမိဘနှစ်ပါးတို့အားဗုဒ္ဓဟိသာမိုက်သမီးမိုက်သာဆိုသမီးဆိုတို့ဒီကတံပြုအပ်သောအပရာဒံအပြစ်ကိုအာဂနိတဝမယေတွက်ကုန်မူ၍ဝိဟရံပฏิပေဇံတိမုတ်ချမသွေနေထိုင်ကြပါကုန်တော်တည်းဖရာယဟန္တာလို့ခေါ်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးကအရှင်ဒေဝရတ်ဆိုတဲ့လူမိုက်ကြီးမြတ်စွာဘုရားကိုမကောင်းမှုအမျိုးမျိုးကြံတယ်မကြံဘူးလားဒါပေမဲ့မြတ်စွာဘုရားကခွင့်မလွတ်ဘူးလားခွင့်လွတ်တယ်အဲ့ဒီလိုပဲတဲ့မိဘနှစ်ပါးကလည်းသားသမီးတွေဘလောက်ဆိုသားသမီးတွေစကားဘလောက်နားမထောင်သူတို့မချစ်တဲ့သားသမီးရဲ့လို့ရှိရလားမရှိဘူးတဲ့ဆိုးတဲ့သားသမီးကြတော့လေဆိုးလို့ချစ်ပြန်တဲ့မချစ်ဘူးလားချစ်တာပဲလိမ္မာစေခြင်းလို့ဒေါသထွက်ပြရတော့လဲပဲဘိသက်ရဲ့မိဘတွေကသားသမီးတွေကိုမချစ်ဘူးလားချစ်တယ်လိမ္မာတဲ့သားသမီးဆိုရင်တော့ဒါနောနော်လို့အတိုင်းထက်လွန်ပေါ့ဟုတ်တယ်မလားတဲ့လိမ္မာတဲ့သားသမီးဆိုလို့ရှိရင်လေလိမ္မာလို့ချစ်တာပဲဆိုးတဲ့သားသမီးဆိုရင်လေဆိုးလို့ချစ်တာပဲဘလောက်အပြစ်တွေလှုပ်လောကကြီးကဘလောက်ဖက်အပြစ်တွေပြောနေပါစေသူတို့သားသမီးကိုသူတို့အပြစ်တင်ရဲ့လားမတင်ဘူးသူတို့ကဘာဖြစ်တာလဲချစ်နေတာကိုဟုတ်တယ်မို့လားဒါကြောင့်ပုပ္ပဒေဝတာတိခောဘိကဝေမာတာပိတုနံအတိဝဆနံဖရာယဟန္တာနဲ့တောင်မှမိဘနှစ်ပါးကိုတင်စားပြီးတော့ဟောတာဒါကြောင့်မြတ်စွာဘုရားရှင်ကိုယိုသေးသလိုမိဘတွေကိုမယိုသေးသင့်ဘူးလားယိုသေးသင့်တယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှိတဲ့ဖရာဝိုင်းထဲကိုသွားတဲ့အခါဖနှက်ချွတ်ပြီးတော့သွားသလိုပဲမိဘတွေရဲ့ရှေ့မှာဖနှက်ကြီးတစ်ပြက်ပြက်နဲ့သွားလို့ရှိရင်တင့်တော်ပါမလားမတင့်တော်ဘူးဒါကြောင့်မိဘတွေကိုယိုသေးသလိုဘုရားရှင်ကိုရောမြတ်ကြီးကိုယိုသေးသလိုမိဘတွေကိုလည်းယိုသေးရမယ်မယိုသေးရဘူးလားဒါကြောင့်လိုက်ဆိုလိုက်ပါမိဘနှစ်ပါးဘုရားသခင်အလားညွတ်တော်ယိုသေးပါမိဘနှစ်ပါးဘုရားသခင်အလားညွတ်တော်ယိုသေးပါဆိုလိုက်ဗျာဘုသူတို့တော်ကောင်းများမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပုပ္ပဒေဝတာအိမ်ဥနဆိုတာမိဘနှစ်ပါးရဲ့အမည်ပါဘသူတွေရဲ့အမည်လဲမိဘနှစ်ပါးရဲ့အမည်ပါနောက်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမိဘနှစ်ပါးကိုပုပ္ပဒေဝတာဆိုတဲ့အိမ်ဥနနဲ့နှိုင်းရှင်ပြီးတော့ဟောကြားပြီးတဲ့နောက်ပုပ္ပစရိယာတိကောဘိကဝေမာတာပိတုနံအတိဝဆနံဘိကဝေသန္တရာဘေလာမြေကိုမျောတွေးရှုညာအိုချေသားတို့ပုပ္ပစရိယာတိကောပုပ္ပစရိယဟုတိကဝါလက်ဥစရာဟုတိကမာတာပိတုနံမိဘနှစ်ပါးတို့၏အတိဝဆနံမြည်ပါပေသည်လက်ဥစရာမြည်ထိုက်စွာပုပ္ပစရိယမိနှင့်ဖာပါတယ်လေလက်ဥစရာမြည်ထိုက်စွာပုပ္ပစရိယမိနှင့်ဖာမိခင်ဖခင်ဆိုတာသာသမီတွေရဲ့လက်ဥစရာပဲပါတယ်လေမိဘတွေကသားသမီးတွေရဲ့လက်ဦးဆရာပါမှန်ရဲ့လားဦးဇင်းတွေ့တော့အလွန်အင်မတန်မှန်ပါတယ်ဦးဇင်းငယ်ငယ်တုန်းကကြုံမမဲကြည့်ပေါ့ဦးဇင်းတငယ်ချင်းတွေကိုအိမ်မှာမွေးထားတဲ့မွေးချင်း6ယောက်ထဲမှာဦးဇင်းကအချောဆုံးဖြစ်တယ်လို့အဆိုးဆုံးလည်းဖြစ်တယ်ထင်ပါတယ်ဒါဦးဇင်းတို့ငယ်ငယ်တုန်းကခဏရိုက်ခံရဘူးတယ်ဒါဘာလဲဆိုတော့မိဘကဆုံးမတာပဲဒါကြောင့်လည်းမိဘကိုလက်ဦးဆရာလို့ခေါ်တာ ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးက
ပုဗ္ဗစရိယာတိကောဘိက္ခဝေမာတာပိတုဏံအဓိဝဆနံလက်ဦးဆရာမြည်ထိုက်တော်ပုဗ္ဗစရိယာမိနှင့်ဖပုဗ္ဗစရိယာဆိုတာတခြားသူတွေရဲ့အမည်မဟုတ်ပါဘူးမိဘနှစ်ပါးရဲ့အမည်ပါဘသူတွေရဲ့အမည်လဲမိဘနှစ်ပါးရဲ့အမည်တဲ့ဘာဖြစ်လို့ပုဗ္ဗစရိယာမိနှင့်ဖကလက်ဦးဆရာဖြစ်ရတာလဲဘာပေနိဝရဏတိမကောင်းမှုတွေကိုတားမြစ်ပေးတယ်သားသမီးတွေမကောင်းတဲ့အလုပ်တွေလုပ်နေပြီလမ်းမားကိုရောက်နေပြီဆိုလို့ရှိရင်အမုန်းခံပြီးတော့ရိုက်တာတားမြစ်တာပြုလုပ်ပေးတာဘာတူလဲမိဘပဲဦးဇင်းတို့ငယ်တုန်းကတော့နားမလည်ဘူးပေါ့ဒါပေမဲ့ရိုက်တော့ကြောက်တော့ဘာမှမလုပ်ဖြစ်ခဲ့ဘူးအဲကြောင့်လည်းအခုလိုဒီလိုတွေ့နေရတာထင်ပါတယ်ဒါကြောင့်ဘာပဲနိဝရဏတိမကောင်းမှုကိုတားမြစ်ပေးတယ်ဦးဇင်းတို့တို့ကောင်းနေမိဘကျင့်ဝတ်၅ပါးရရမလားမကောင်းမြစ်တာဘာဖြစ်လဲမကောင်းမြစ်တာကောင်းရာညွန်းလက်အတတ်သင်စေပေးဝေနီးရင်ထိမ့်မြခြင်းလင်ဝင်ငါအင်းဖခင်မေတို့တာပေါင်းလိုက်တော့ရသွားပဲဟုတ်တယ်မလားတယောက်တစ်မျိုးရလို့ရှိရင်၅မျိုးမရသွားဘူးလားရသွားတာပဲဒါကြောင့်ဘာပဲနိဝရဏတိမကောင်းမှုတွေကိုတားမြစ်ပေးတယ်သားသမီးတွေကမကောင်းတာတွေလုပ်နေပြီဆိုရင်အကုသိုလ်တွေလုပ်နေပြီဆိုရင်မိဘတွေကတားမြစ်ပေးရမှာဘယ်သူတွေရဲ့တာဝန်လဲ